ဆက်မှုမှာပြန်လည်ကြိုးဆိုနိုင်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အထူးဒေသ1ကျန်းမာရေးဌာနမှာကွန်လုံသိန်းနီလောက်ကိုင်မြို့များတွင်အသက်3နှစ်အောက်ကလေးငယ်1525ဦးအား WHO အတိအမှတ်ပြုကာကွယ်ဆေးများအခမဲ့ထိုးနှံတက်ကြွေးခဲ့တဲ့တဲ့။နောင်မုံမြို့နယ်ရဲစခန်းမှာဒေသလုံခြုံရေးအတွက်အချိန်ကာလခွဲခြား၍နေရာအစုံကင်းလဲစောင့်ကြည့်ခြင်းစနစ်စတင်ကျင့်သုံးတဲ့တဲ့။စစ်ဘေးရှောင်ပြည်သူ2000ကျော်အား MNDAA ထောက်ပို့ဌာနမှလူသားချင်းစာနာမှုအကူအညီများအခမဲ့ကျန်းမာရေးဆောင်ရှောက်မှုများဆောင်ရွက်ပေးတဲ့တဲ့။သိန်းနီခရိုင်တွင်အများပြည်သူဝန်ဆောင်မှုပေးခြင်းကိုမြင့်တင်နိုင်ရန်အတွက်ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ1သိန်းနီခရိုင်တွင်အောက်တိုဘာလ23ရက်နေ့ကမြန်မာစကားသင်တန်းကိုဖွင့်လှစ်ခဲ့တဲ့တဲ့အပေါင်းနဲ့ဒီဘက်အတွင်းတင်ဆက်ခဲ့တဲ့တဲ့များစွာထဲမှာထူးခြားတဲ့များကိုကောက်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့အထူးဒေသ1ကျန်းမာရေးဌာနမှကွန်လုံသိန်းနီလောက်ကိုင်မြို့များတွင်အသက်3နှစ်အောက်ကလေးငယ်1525ဦးက WHO အတိအမှတ်ပြုကာကွယ်ဆေးများအခမဲ့ထိုးနှံတက်ကြွေးခဲ့တဲ့တဲ့ပဲဖြစ်ပါတယ်အထူးဒေသ1၏ပြည်သူ့ကျန်းမာရေးကဏ္ဍမြင့်တင်ရေးလုပ်ငန်းစဉ်အရပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ1ကျန်းမာရေးဌာန၏လမ်းညွှန်မှုဖြင့်အောက်တိုဘာလ9ရက်နေ့မှ12ရက်နေ့အတွင်းကာကွယ်ဆေးထိုးနှံရေးအထူးစီစဉ်ကိုကျင်းပခဲ့ပါတယ်ကွန်လုံမြို့တွင်139ဦးသိန်းနီမြို့တွင်648ဦးနှင့်လောက်ကိုင်မြို့တွင်639ဦးစုစုပေါင်းအသက်3နှစ်အောက်ကလေးငယ်1525ဦးကိုအသက်အရွယ်လိုက်ရရှိတဲ့သောကာကွယ်ဆေးများကိုအခမဲ့ထိုးနှံတိုက်ကြွေးပေးခဲ့ပါတယ်။လောက်ကိုင်မြို့တွင်ကာကွယ်ဆေးလာရောက်ထိုးနှံသူကလေးများများပြားလာမှုကြောင့်မိဘပြည်သူများအချိန်ကြာမြင့်စွာဆောင်ရွက်ရခြင်းမဖြစ်စေရန်နှင့်စနစ်တကျဆောင်ရွက်နိုင်ရန်အတွက်လုပ်ငန်းစဉ်ကိုနေ့ရက်ခွဲကဆောင်ရွက်ပေးခဲ့ပြီးတုံငင်လက်မှတ်များကြိုတင်ထုတ်ပေးခဲ့ကြောင်းကျန်းမာရေးဌာနမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်။အထူးဒေသ1သည် WHO အတိအမှတ်ပြုနိုင်ငံတကာအဆင့်မီကာကွယ်ဆေးများကိုအသုံးပြု၍အခမဲ့ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်ကိုအစဉ်မြဲတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရရှိပြီးမိဘများအနေဖြင့်မိမိရင်သွေးငယ်များကိုကာကွယ်ဆေးမပြတ်မကွက်လာရောက်ထိုးနှံကြဖို့လည်းတိုက်တွန်းထားကြောင်းသိရှိရပါတယ်ခင်ဗျာဒုတိယသတင်းအနေနဲ့နောင်မမြို့နယ်ရဲစခန်းမှဒေသလုံခြုံရေးအတွက်အချိန်ကာလခွဲခြား၍နေရာအစုံကင်းလဲဆောင်ရွက်ခြင်းစနစ်စတင်ကျင့်သုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်အထူးဒေသ1သိန်းနီခရိုင်နောင်မမြို့နယ်ရဲစခန်းမှဒေသလုံခြုံရေးနှင့်အေဂျင့်တာယာရေးအခြေအနေကိုရရှိတည်တံ့ခံမြဲစေရန်ရည်ရွယ်၍ဒေသ၏လက်တွေ့အခြေအနေနှင့်အညီစနစ်တကျကင်းလဲဆောင်ကျက်မှုစနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။နယ်နိမိတ်ကျယ်ဝန်းကျင်ကျေးရွာငယ်များများပြားခြင်းနှင့်ကုန်သွယ်ရေးလမ်းကြောင်းများ၏အချက်ချာကြမှုတို့ကိုထည့်သွင်းစဉ်းစားကာရဲတပ်ဖွဲ့ဝင်များကိုတာဝန်ပေးအပ်၍နနက်စောစောမှညနေခင်းထိအလဲကျဆောင်ကျက်စီခဲ့ပါတယ်။ကင်းလဲအဖွဲ့များသည်ရင်ဖြင့်လဲလဲခြင်းနှင့်ခြေလင်လဲလဲခြင်းနီလန်းများကိုပေါင်းဆက်ကျင့်သုံးပြီးရက်ွက်များဈေးများတွင်လဲလဲစစ်ဆေးခဲ့ပါတယ်။ထို့ပြင်ဒေသခံနေထိုင်သူများ၏အကြံပြုချက်များကိုလည်းရယူခဲ့ရာရင်းလုပ်ငန်းစဉ်သည်ဒေသအုပ်ချုပ်ရေးမှုအသစ်ဖြစ်သောပူးပေါင်းဆောင်ရွက်ခြင်းအတူတကွအုပ်ချုပ်ခြင်းနှင့်အတူတကွမျှဝေခြင်းကိုအကောင့်တွေပေါ်ရန်အတွက်ခိုင်မာသောအခြေခံအုတ်မြစ်ကိုချမှတ်ပေးနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ဘေးရှောင်ပြည်သူ2000ကျော်အား MNDAA ထောက်ပို့ဌာနမှလူသားချင်းစာနာမှုအကူအညီများပေးအပ်ခဲ့ပြီးအခမဲ့ကျန်းမာရေးဆောင်ရှောက်မှုများဆောင်ရွက်ပေးခဲ့တဲ့တင်ပဲဖြစ်ပါတယ်အနီးအနားဒေသများတွင်စစ်ရေးပဋိပက္ခများဆက်လက်ကြီးထွားလာမှုကြောင့်အထူးဒေသ1သိန်းနီခရိုင်နောင်မမြို့နယ်သို့ထပ်မံပြောင်းရွှေ့ဝင်ရောက်လာသောစစ်ဘေးရှောင်ပြည်သူများအတွက်အထူးဒေသအုပ်ချုပ်ရေးကော်မတီ၏မူဝါဒအရ MNDAA ထောက်ပို့ဌာနမှအရေးပေါ်ကူညီများပေးအပ်ခဲ့ပါတယ်။အော်တိုဘာလ10ရက်နေ့17ရက်နေ့တွင်ဒုဌာနမှဗိုလ်မှူးကြီးမစ္စတာရန်ဖူးရောင်ဦးဆောင်သောအဖွဲ့သည်ကျန်းမာရေးဌာနမှစီဝန်ထမ်းများနှင့်အတူနေထိုင်ရေးပစ္စည်းများနှင့်ဆေးဝါးများယူဆောင်ကစစ်ဆောင်စခန်းသို့တွားရောက်ခဲ့ပါတယ်။အဆိုပါကူညီပေးရေးလုပ်ငန်းတွင်စစ်ဘေးရှောင်မိသားစု620စုစုစုပေါင်းလူဦးရေ2000ကျော်အကျိုးခံစား권ရရှိခဲ့ပြီးစံအိတ်200အိတ်စားအထုပ်သေး630ထုတ်စား3စီ5ဘုံတို့ကိုထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ထို့ပြင်ဆေးဝန်ထမ်းများကပြည်သူ380ကျော်အားအခမဲ့ကျန်းမာရေးစစ်ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပြီးစိတ်ချလက်ချနေထိုင်ရန်နှင့်ခက်ခဲကြမ်းတမ်းသောကာလများကိုအတူတကွကြော်ရောသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာအောက်တိုဘာလ17ရက်နေ့အထိစစ်ဘေးရှောင်ရန်ဝင်ရောက်လာသူ9000နီးပါးရှိတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတိန်နီခရိုင်ကျေးလက်ဒေသများတွင်ငှက်ဖျားယောဂပိုး9ဦးတွေ့ရှိခဲ့ပြီးအထူးဒေသ1ပြည်သူ့ကျန်းမာရေးဌာနမှဗတ်ဆောင်ကာကွယ်ရေးအခမဲ့ဆောင်ရွက်ပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်အထူးဒေသ1တိန်နီခရိုင်နောင်မမြို့နယ်အတွင်းရှိကျေးလက်ဒေသများ၌ငှက်ဖျားယောဂဖြစ်ပွားမှုနှုန်းမြင့်တက်လာခြင်းကြောင့်တိန်နီမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနခွဲမှကျန်းမာရေးအဖွဲ့တစ်ဖွဲ့သည်အောက်တိုဘာလ13ရက်နေ့တွင်ပန်ရောင်းနှင့်ကောင်းခါကျေးရွာများသို့အရေးပေါ်ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။ကွင်းဆင်းစစ်ဆေးမှုတွင်ဒေသခံ103ဦးကိုသွေးဖောက်စစ်ဆေးရာ9ဦးတွင်ငှက်ဖျားယောဂပိုးကူးစက်ခံထားရကြောင်းအတည်ပြုတွေ့ရှိခဲ့ပြီးလိုအပ်သောဆေးဝါးကုသမှုကိုအခမဲ့ချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ကျန်းမာရေးဝန်ထမ်းများသည်ယောဂဖြစ်ပွားမှုများသောအိမ်အောင်စုများအတွက်ဈေးစိမ်ချင်အောင်80လုံး
ဝေငှခြင်းပန်ရောင်းနဲ့ကောင်းခါစာတင်ကြောင်းများတွင်ကြောင်းတွင်ပုသက်စေဖြန့်ခြင်းငှက်ဖျားယောဂါ၏အန္တရာယ်နှင့်ကာကွယ်ရေးနည်းလမ်းများကြောင့်အသိပညာပေးဟောပြောခြင်းစတဲ့ဘက်ဆောင်ကာကွယ်ရေးလုပ်ငန်းကိုအခမဲ့ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျာကျန်းမာရေးဌာနမှတာဝန်ရှိသူတူကခြင်အောင်ပြည့်အိဆက်သည့်အလေးအထားအားနည်းခြင်းနှင့်ကျန်းမာရေးအသိပညာလိုအပ်ခြင်းတို့မှာအဓိကစိန်ခေါ်မှုများဖြစ်ကြောင်းထောက်ပြပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့တိန်နီခရိုင်အခြေခံဆရာအတက်ပညာသင်တန်းသားများအတွက်ကျောင်းကျန်းမာရေးနှင့်ရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ3ရက်ကြာသင်တန်းအောင်မြင်စွာပို့ချပေးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်အထူးဒေသ1တိန်နီခရိုင်အတွင်းရှိကျောင်းများမှာအခြေခံဆရာအတက်ပညာသင်တန်းအပတ်စဉ်1/2025မှာဆရာမစုစုပေါင်း90ဦးအတွက်ကျန်းမာရေးနဲ့အားကစားဆိုင်ရာတည်ပညာမြင့်တင်ရေးအထူးသင်တန်းကိုအောက်တိုဘာလ23ရက်နေ့မှ15ရက်နေ့အထိ3ရက်ကြာတင်ကြားပို့ချပေးခဲ့ပါတယ်အထူးဒေသ1ကျန်းမာရေးဌာနမှကျွမ်းကျင်သူဆရာများကဦးဆောင်၍ကျောင်းကျန်းမာရေးနဲ့လူထုကျန်းမာရေးရှေးဦးသူနာပြုစုနည်းနဲ့အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုတွားနှင့်ခရင်းကျန်းမာရေးမျိုးဆက်ဘဝကျန်းမာရေးနဲ့စိတ်ပညာဆိုင်ရာကျန်းမာရေးစတဲ့မရှိမဖြစ်လိုအပ်သည့်ဘာသာရပ်များကိုအလေးထားတင်ကြားပေးခဲ့ပါတယ်ထို့ပြင်ကျောင်းများတွင်ကိုယ်လက်လှုပ်ရှားမှုနဲ့အားကစားလှုပ်ရှားမှုများကိုမြင့်တင်နိုင်ရန်အတွက်ဖူးဆဲအားကစားနည်းဆိုင်ရာအခြေခံသင်တန်းကိုလည်းထည့်သွင်းသင်ကြားပေးခဲ့ကြောင်းသိရပါတယ်။ဤသင်တန်းမှာလက်တွေ့ကျသောကျွမ်းကျင်မှုများသည့်ဆရာမများအတွက်ကျောင်းများတွင်ထိရောက်သောကျန်းမာရေးဆောင်ရှောက်မှုနှင့်အရေးပေါ်အခြေအနေတုံ့ပြန်မှုများကိုပေးစွမ်းနိုင်ရန်အဓိကတော့ချက်ဖြစ်လာမည်ဟုမျှော်လင့်ရကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိန်နီခရိုင်တွင်အများပြည်သူဝန်ဆောင်မှုပေးခြင်းကိုမြင့်တင်နိုင်ရန်အတွက်ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသ1တိန်နီခရိုင်တွင်အောက်တိုဘာလ23ရက်နေ့ကမြန်မာစကားသင်တန်းကိုဖွင့်လှစ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။တိုင်းသားပေါင်းစုံနေထိုင်ရာဒေသများ၌ဘာသာစကားဖြင့်ဆက်သွယ်ပြောဆိုမှုအခက်အခဲများကိုဖြေရှင်းပြီးအများပြည်သူဝန်ဆောင်မှုပေးခြင်းကိုမြင့်တင်နိုင်ရန်အတွက်ပြည်တော်စုမြန်မာနိုင်ငံအထူးဒေသ1တိန်နီခရိုင်တွင်အောက်တိုဘာ23ရက်နေ့ကမြန်မာစကားသင်တန်းကိုဖွင့်လှစ်ခဲ့ပါတယ်။ MNTJB ဗဟိုအရန်ကော်မတီဝင်KIအုပ်ချုပ်ရေးမှူးဦးဖုန်ရှင်းချန်အပါအဝင် KI အစဉ်ခေါင်းဆောင်များကိုယ်တိုင်ဦးဆောင်ပါဝင်တက်ရောက်ခဲ့ခြင်းဟာတိုင်းရင်းသားဘာသာစကားသင်ယူမှုနဲ့တိုင်းရင်းသားစီးလုံးညီညွတ်ရေးလုပ်ငန်းများပေါ် KI အုပ်ချုပ်ရေးအဖွဲ့ရဲ့အလေးထားမှုနဲ့ခိုင်မာသောထောက်ခံမှုကိုအပြည့်အဝဖော်ပြနေပါတယ်။ပထမအသုတ်သင်တန်းသားစုစုပေါင်း43ဦးပါဝင်ပြီး KI အတွင်းရှိဌာနဆိုင်ရာများမှအဓိကဝန်ထမ်းများလည်းပါဝင်ပါတယ်။သင်ယူညွှန်းနှံသည့်နေ့စဉ်အစိုးရရုံးလုပ်ငန်းသုံးကိစ္စရပ်များတွင်ဗမာစကားကိုလက်တွေ့ကြအသုံးပြုနိုင်ရေးကိုအဓိကထားသင်ကြားပေးမည်ဖြစ်ပြီးတိုင်းသားချင်းချင်းဆက်သွယ်ရေးအတားအဆီးများကိုဖယ်ရှားကာလူမှုအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကိုပုံမချောမေ့စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်တယ်လို့သိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့ MNDAA စက်ထမအကြိမ်မြောက်စစ်ဦးစီးအရာရှိအဖွဲ့ဝင်များနေရာချထားရေးနှင့်ယာရုတိုးမြင့်အနှင်ပွဲအောင်မြင်စွာကျင်းပပြည်စည်းခဲ့တဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ15ရက်နေ့နနက်8:00 နာရီတွင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA စက်ထမအကြိမ်မြောက်စစ်ဦးစီးအရာရှိအဖွဲ့ဝင်များနေရာချထားရေးနှင့်ယာရုတိုးမြင့်အနှင်ပွဲကိုစကန်ဌာနတွင်ခမ်းနားစွာကျင်းပခဲ့ပါတယ်ဒီနှစ်တာကြာမြင့်တဲ့စစ်ဦးစီးအရာရှိတနန်း၏ရလဒ်များကိုအချင်းချုပ်တင်ပြခြင်းတနန်းသားများကိုနေရာချထားပေးခြင်းနှင့်ယာရုတိုးမြင့်အနှံခြင်းများပြုလုပ်ခဲ့ပြီးစစ်ဦးစီးအဖွဲ့ဝင်တနန်းသား100ကျော်ကိုဒုတိယဗိုလ်အဆင့်ယာရုတိုးမြင့်အနှင်ခဲ့ပါတယ်ဒုတိယအကြိမ်နေရာချထားခြင်းသည်တပ်မတော်၏တာဝန်များနှင့်အထူးဒေသတိဆောက်ရေးလိုအပ်ချက်များကိုအခြေခံ၍တိကျသောနေရာချထားမှုလိုအပ်ချက်အလိုက်ထောက်ပံ့ဖြည့်တင်းမှုကိုအကောင့်ထဲပေါ်ခဲ့ရာတင်နန်းသားများသည့်စစ်ရေးနိုင်ငံရေးထောက်ပံ့ပို့ဆောင်ရေးစတဲ့ကဏ္ဍအသီးသီးရှိယာရုသစ်များသို့ဥတီထွက်ခွာကရှေ့တန်းအစဉ်လက်တွေ့လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဖုန်တာကျွင်းကတင်နန်းစင်များအလုံးယာရုအသစ်တွင်လင်းမြန်စွာပေါင်းစည်းပါဝင်ကြရန်လက်တွေ့စစ်ပွဲလိုအပ်ချက်များကိုအာရုံစိုက်ပြီးစစ်ပွဲကိုတုတည်တနာပြုနိုင်စွမ်းတီထွင်ဖန်တီးနိုင်စွမ်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကိုမြင့်တင်ကြရန်တောင်းဆိုခဲ့ပါတယ်ရင်းအခမ်းအနားသည်မဟာမိတ်တပ်မတော်၏အရေးချင်းဖြင့်စစ်တပ်ကိုအားကောင်းစေရေးမဟာဗျူဟာကိုအကောင့်ထဲပေါ်ရာတွင်အဓိကကျသောလှုံ့ဆော်ချက်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာတကူခန့်ရဲ့တပတ်တာသတင်းတင်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည8:00 နာရီအချိန်တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်နေဝီဆိုပါ